တရုပ်ဆောင်တဲ့ခါကျမင်းသားအရင်ရွေးရတယ်ကိုကလူဖတ်မနေတော့လေမင်းသားအရင်ချောနေပြီကိုကအရင်ကိုကျန်းနေရောအဲ့လိုဖြစ်နေရင်ဘလိုက်ဖတ်ဖြစ်တော့ဒါပေမဲ့အဲ့တမှာယောက်ျားဆန်ပြီးတော့အဲ့လိုမျိုးဆိုတော့ငါလည်းလိုက်မယ်ထင်တယ်ဒါနဲ့ရိုက်တွဲပြီးတော့ရိုက်ဖြစ်တာပေါ့နော်ဒီတစ်ခါမင်းသားကိုဖတ်ရတာအများဆုံးပဲပြန်နေပေါ့နော်အမျိုးသမီးတို့ရဲ့ပို့တာတဲ့မြစ်တာကိုခံယူရတာပေါ့နော်တော်တော်ပြောကြတာဒါပေမဲ့သူတို့ချစ်တဲ့မင်းသားဆိုတော့လေဒီပိုင်းကုန်ပါပြီးတော့နှမျောတယ်စုံနေရပဲရဲပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒါဆိုတော့လေမော်တီနဲ့တွေ့ဆုံနေမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါလေမော်တီပါဟုတ်ညီမမင်္ဂလာပါဟုတ်ကဲ့ပါကိုဟုတ်အဲ့တော့ဒီကြားရတော့ကိုတို့ဒါမတွေ့ပြီဘူးเนาะဟုတ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းလေးကတော့ရှင်းလေးထွက်ထားတယ်တွေ့တယ်အဲ့တော့အဲ့ရှင်းကြောင်းလေးပဲအရင်စတယ်เนาะအေဂျင့်မောင်နဲ့တွေ့ဆောင်တဲ့ချင်းလေးပေါ့အဲ့ဒါလေးရေးထားလို့ပါဟုတ်အေဂျင့်မောင်နဲ့အချင်းရိုက်ဖြစ်တယ်ပေါ့နော်မဆိုးပါဘူးလူစိတ်ဝင်စားပါတယ်ပေါ့နောက်ရကြရတာလေးတွေကတော့ကြိုက်တယ်ပေါ့ကြိုက်ပြီးတော့တရုတ်ဆောင်မှာလည်းပဲနည်းနည်းဟိုဖြစ်ကြတယ်စိတ်ဝင်စားကြတယ်အေဂျင့်မောင်ကပုံပါပြီလို့ဘာလို့အဲ့လိုပြောတရုတ်ဆောင်နဲ့ဟိုနောက်ကြတာပေါ့နော်မင်းသားရွေးတွေကဟိုကစဉ်းစားတယ်ပေါ့အမှန်တိုင်းပြောရင်ဟိုရင်တော့သချင်းတွေရိုက်ရင်တတိထားမိမလားမသိဘူးတပြားဟိုမင်းသားတွေပါလေအဲ့လိုရမ်းနာမည်ဟိုကြီးရတယ်အဲ့လိုတိတ်ပြီးတော့ရိုင်းနေတော့မရှိဘူးဟိုတစ်ခေါက်တော့ငါလည်းတစ်ခါတလေတော့တက်ပလားမင်းသားနဲ့တကယ်မင်းသားအဲ့လိုတော့နာမည်ကြီးနဲ့ကလည်းရိုက်မယ်ပေါ့အဲ့နဲ့စဉ်းစားတော့အေဂျင့်မောင်ရဲ့ယောက်ျားဆန္ဒတွေလည်းသဘောကျတော့ငါလည်းလိုက်ဖတ်ပါမယ်ဆိုပြီးတော့တရုပ်ဆောင်တဲ့ခါကျမင်းသားအရင်ရွေးရတယ်ကိုကလူဖတ်မနေတော့လေမင်းသားအရင်ချောနေပြီကိုကအရင်ကိုကျန်းနေရောအဲ့လိုဖြစ်နေရင်ဘလိုက်ဖတ်ဖြစ်တော့ဒါပေမဲ့အဲ့တမှာယောက်ျားဆန်ပြီးတော့အဲ့လိုမျိုးဆိုတော့ငါလည်းလိုက်မယ်ထင်တယ်ဒါနဲ့ရိုက်တွဲပြီးတော့ရိုက်ဖြစ်တာပေါ့နော်သူကလည်းရိုက်ပေးတာရယ်အချိန်ပေးတာရယ်အားလုံးအဆင်ပြေသွားပါတယ်ဟုတ်တယ်နော်အဲ့ဒီသင်းလေးကတော့ဟိုတချင်းမထွက်ခင်ကလေးကဒီဟိုဟာလေးတွေဘေးကနေဆင်းလေးတွေတင်ကလေးကလူတွေစိတ်တချင်းကိုတော့မသိသေးပေမဲ့လေဒါလေးမှသူတို့ရိုက်နေပြီဆိုကြတဲ့စိတ်ဝင်စားကြတယ်နော်ဟုတ်ရိုက်သမျှတွေမှာဟာတာအနေနဲ့ပြောရရင်ဒီတစ်ခါမင်းသားကိုဖတ်ရတာအများဆုံးပဲပြန်နေပေါ့နော်ဟုတ်တယ်နော်အဲ့တော့နောက်ပြီးတော့ပြောလိုက်သေးတယ်နော်ဟိုဗာလဲဟိုမင်းသားနဲ့အခန်းနဲ့များသုံးဝေပါဒရိုက်တာဟောလားမသိဘူးပြောလိုက်သမီးတို့ရဲ့ပို့တာတဲ့မြစ်တာကိုခံယူရတာပေါ့နော်ဒီတကအဲ့တော့တော်တော်ပြောကြတာဒါပေမဲ့ဟိုသူတို့ချစ်တဲ့မင်းသားဆိုတော့လေဒီပိုင်းကုန်ပါပြီးတော့နှမျောတယ်စုံနေရပဲရဲပဲဒါပေမဲ့ကြည်နဲ့တယ်အဲ့တော့ဒီသချင်းလေးကရှေ့ရတာဒီလုံလောက်ပြီးသချင်းပြီးတော့ထွက်လာတယ်လုံလောက်ပြီးရတော့အောင်မြင်တဲ့သချင်းဖြစ်ခဲ့တယ်လို့ပြောရမယ်နော်အဲ့ဒါလည်းပဲဒီတေးရေးပဲရေးတာအောင်မြင်တယ်ဆိုတာထက်ပေါ့နော်လူအများကြီးသိသွားတယ်ပေါ့နော်ပြီးတော့လက်ခံတယ်ပေါ့အဲ့လိုသတ်မှတ်တယ်ပေါ့ဒီမှာဒီကတော့ကောင်းလုံးထားတယ်ငါစိတ်ဝိညာဉ်ငါပြန်ရောက်နေပြီတော့ပါပြီဒီလောက်ဆိုဟုတ်တယ်ဆိုတာပဲရေးထားတာသူနဲ့ကကန်ဆက်တယ်ပေါ့နော်အဲ့တချင်းလေးကလည်းအဲ့လိုပဲသူပို့တာကြာပြီကြည်ပဲကြည်ရမဟုတ်ဘူးနားမလောက်ဖြစ်ဘူးမှန်တယ်ပြောတချင်းကိုလေတရက်လူကြတော့အချိန်ပေးပြီးတော့ဒီပုံပြီးဒီပုံနားထောင်ကြည့်တဲ့အချိန်မှာအရှိက၄ဘုတ်လောက်ကတော့ဟိုငါနဲ့မလိုက်ဘူးပေါ့နော်အဲ့နောက်ဆုံးတစ်ပုတ်အဲ့ဒီဟာလုံလောက်ပြီကြားနေရတဲ့လိုမျိုးပခုံးတစ်ဖက်ကြားမှာခေါင်းပုတ်တာတော့အဲ့လိုမျိုးဟာစားစားနေရကောင်းလာရည်လားပေါ့နော်မိုက်တယ်ပေါ့လာတာလေးတော့ယူမယ်ပေါ့နော်အားနဲ့သူနဲ့အလုပ်လုပ်ဖြစ်တယ်ဆိုတာအလုပ်လုပ်ရတာအရင်ကောင်းတယ် respect လေးရှိရပေါ့နော်အဲ့လိုတေးဆရာမျိုးပါအဲ့နောက်ကြတော့မှဒီသချင်းလေးကအဲ့လိုပေါ့လုံလောက်ပြီးရိုက်တယ်ထွက်တယ်ဒါပေမဲ့အဲတော့က copyright တွေပါတယ်ကိုစလုပ်တဲ့အချိန်ဆိုတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီတင်တဲ့အခါမှာကိုယ်တိုင်က Facebook တင်လို့မရဘူးအဲ့လိုအဲ့ဒါတွေပါညှိကုန်တာအကုန်ကိုပြန်မိနေတာအဲ့တော့အဲ့မှာတချင်သွားတင်တဲ့လောက်မသွားပဲနဲ့အဲ့တလားလောက်ကဟိုလိုမတိုင်ပတ်ပြီးတော့သူလည်းတင်လို့ပြကိုလည်းတင်လို့ပြ TikTok လည်းမရဘူးဘာလည်းမရအဲ့နဲ့အဲ့လိုပြီးသွားတာပေါ့နော်ပြီးကြမှာအဲ့ဒီ copyright ကိုတရားလေးပြန်လုပ်ပါညာနဲ့ဒါပေမဲ့လည်းလူစိတ်ဝင်စားမှုနည်းသွားတာပေါ့ဒီနောက်ပိုင်းကျမှအဲ့လို
စောစားမဲ့ချစ်ရဲ့နောက်မှာမှဘာတွေဆိုထားလဲဆိုလိုက်လေးလာပြီးလိုက်ကြည့်ကြတော့မှဒါကိုပြန်တွေ့ပြီးတော့ပြန်လိုက်လာတာပေါ့နော်အဲ့လိုဖြစ်သွားတာတချင်3လ4လကြာမှလူကြိုက်သွားတာ လူတွေရောက်သွားတယ်ပေါ့ဖြစ်တာပေါ့နော်အဲ့ဒါလည်းပဲခုနစကားဆက်သွားလို့အဲ့ဒီစွန်စားမဲ့အခြေကအရှိန်လဲပါတာပေါ့နော်ဒါလေးကလည်းကိုအမှတ်တမဲ့လောက်လိုက်တဲ့ကိစ္စလေးပေါ့ဒါအဲ့ဟိုဝေလာရီမွေးနေမှာလားညီမဆိုတာနော်ဒီတိုင်းပဲဆိုလိုက်တာဟုတ်တယ် အဖက်ကကိုယ့်ဘုံဘယ်လောက်ထိရှိသွားလဲပေါ့ပြီးခဲ့တဲ့6လ9လလောက်ဝန်းကျင်လောက်မှာဒီစီးလေးဆိုလိုက်တော့အဲ့ဒီအဖက်ကကိုယ့်ဘုံဘယ်လောက်ထိရှိသွားလဲစွန်စားမဲ့အချက်ကလုံခဲ့တဲ့ဟိုပါလဲဟိုပါပေါ့2နှစ်လောက်တည်းကဟိုပါဖို့ပေါ့ဦးညီတော့ပေါ့နော်ဦးရဲ့ဆိုင်မှာဆိုနေကြဦးစီမှာတချင်းဆိုတာပဲ3နှစ်လောက်ရှိနေပြီပေါ့ကိုတချင်းရွက်ဆိုလို့ကလည်းမရဘူးကိုလည်းအဲ့လောက်ထိလည်းတင်မလာဘူးပရိသတ်တည့်ရတဲ့ချင်းကလည်းတင်မလာဘူးပေါ့တချင်းကလည်းအများကြီးရှိဘူးပြန်ဆိုတေးနည်းနည်းပါသိမယ်ဒီလောက်ပဲဆိုတော့ကြာလာတဲ့အခါကျတော့တချင်းတွေကဆိုစရာတွေနဲလာတယ်ပေါ့နော်အဲ့တော့သူကဟိုဖျောင်းမင်းငါတချင်းတွေလည်းဘာတွေဆိုအမေမင်းလည်းပဲရလိုက်တယ်အဲ့လိုမျိုးတွေပေါ့နော်သူ recommend ပေးရပေါ့အဲ့ဒီမှာကိုကြိုက်တဲ့ဒီစောစားမဲ့ချစ်ကိုဆိုဖြစ်နေတယ်အဲ့တော့ကိုကလည်းစိတ်ထဲမှာစဉ်းစားရောငါပြန်ဆိုတေးတွေပဲဆိုနေတယ်လို့ငါ့ကိုထင်နေမယ်ပေါ့နော်အားနဲ့ငြိမ်နေလိုက်တာအစောတည်းအဲ့ဒီဆိုင်မှာဆိုတဲ့ဟိုကတချို့ဆိုလာပြောတယ်ဒီစောစားမဲ့ချစ်ဆိုပြီးမှလာပါလားကြာလားဆိုကိုလည်းနည်းနည်းတော့ငါလည်းလိုက်တယ်ပေါ့နော်ကိုတိုင်းလည်းကြိုက်တယ်အိမ်ကလည်းပြောလိုက်တယ်ပြန်ဆိုလိုက်ပါလားဆိုတော့အဲ့လိုတစ်ချက်တော့စဉ်းစားလိုက်တယ်ဒါပေမဲ့ကိုလည်းပြောစိတ်လိုက်မှကြောက်ကြရင်ထားလိုက်တော့တာတော်ပြီဆိုပြီးတော့မှမထင်မှတ်ပဲနဲ့အဲ့ဒီမိုးနေမှာဆိုတယ်မဲမမွေးနေ့အတွက်ဓာတ်ပုံရိုက်ဖို့မှတ်တမ်းလေးပေါ့ခေါ်တဲ့မောင်လေးမုံမြတ်ကိုကသူကဖုန်းလေးနဲ့ရိုက်ပြီးတော့သူ့ရဲ့ TikTok မှာတော့တင်လိုက်တာတင်လိုက်ပြီးတော့အဲ့ဒါတစ်လားလောက်နေမှတဖြည်းဖြည်းကြည့်ရလူများလာနေတယ်အဲ့လောက်ထိမှတ်တာပြောမထင်ဘူးထင်တာဟုတ်တယ်နော်ကိုကပြီးတော့ဟိုလူရှဲဒီလူရှဲပြီးတော့အဲ့ဒီမှာနောက်တစ်ခုကဒီဟိုကိုယ့်ရဲ့ style ပေါ့နော်ဖုန်းထဲရပဲမြင်ရတာဆိုတော့ဟာ तू ကခုနပြောသလိုအရင်တော့လည်းမေးဘူးပါတယ်ဟာ तू ခုကွဲနေတာလားဆေးကွဲနေတာလားဘာဖြစ်လဲအဲ့ဒါကြောင့် तू အဲ့လိုမျိုးမှုတွေအရင်ကောင်းတာဒါမျိုးလေးအဲ့ဒါကြောင့်လည်းပို့ပြီးတော့ဒီသချင်းကပို့ရောက်သွားတာဖြစ်မယ်နော်အရှင်းမှလည်းအဲ့လိုပဲဦးဆိုင်မှာဆိုရဲ9669မှာဆိုရဲဆိုရင်ရိုက်သွားကြတာလေးရှိတယ်အဲ့လိုမျိုးတင်နေရာကြီးရှိရပေါ့နော်ထားပါတော့ခါလေးဟိုကတင်ချင်းလို့ပါလဲဆိုတာဘူးခါလေးအမှတင်နေရာရှိလို့အဲ့လိုပဲပြောနေကြတာလည်းရှိရောဒီသချင်းတင်တဲ့အခါမှာလည်းအဲ့လိုဟိုပြောဒီပြောနေပြောနေကြတာပဲလေအဲ့လိုတော့ဒါဒီတိုင်းပဲထင်လိုက်တာအကတော့အဲ့သချင်းကိုမှတက်တော့ဆော့တယ်ပေါ့နော်အဲ့လိုရိုက်ကြတာများသွားတာလည်းပါတယ်အဲ့ဒါကြောင့်တော်များကမိန်းကလေးတွေများတယ်နောက်ကောင်လေးနဲ့ကောင်မလေးလက်ဆွဲတာအဲ့ဒါမျိုးလေးဆော့ကြရင်းနဲ့မှပိုပြီးပြန့်သွားတာပေါ့နော်အဲ့ဒီတော့ကျေးဇူးတင်ပါတယ်လို့